စစ်တပ်ကဟာတွေကိုရှိတဲ့ပတ်စံရှိတဲ့ဟာတွေအကုန်လုံးခိုးပြီးတော့ကျွန်တော်ပြည်သူတွေကိုပေးခြင်းပါတယ်ဗျာဒါကကြိုတင်ကြံစီထားတဲ့ကိစ္စတွေပါစူပါပါဝါမရှိတဲ့ဟီးရိုတွေထဲမှာ fan base အတောင်ဆုံးကချွင်းချက်မရှိဘတ်မန်ပါဒီနေ့ဗီဒီယိုကတော့ဘတ်မန်ဘာတွေလုံနိုင်လဲဘာတွေလုပ်ဘူးလဲဆိုတာကိုရှောက်တက်ရရပြောတဲ့ဗီဒီယိုဖြစ်ပါတယ်စစ်တပ်ကဟာတွေကိုရှိတဲ့ပတ်စံရှိတဲ့ဟာတွေအကုန်လုံးခိုးပြီးတော့ကျွန်တော်ပြည်သူတွေကိုပေးခြင်းပါတယ်ဗျာဒါကကြိုတင်ကြံစီထားတဲ့ကိစ္စတွေပါပထမဆုံးသူ့ရဲ့အခြေခံကိုယ်ရည်ကိုယ်သွေးတွေကနေစပြောပါမယ်ဘတ်မန်က IQ 192ရှိပါတယ် IQ 140ကျော်ရင် genius လို့သတ်မှတ်တာကြောင့်ဘတ်မန်က super genius တယောက်ဖြစ်ပါတယ်ဘတ်မန်က martial art ပေါင်း128မျိုးကိုတတ်ပါတယ်ပြီးတော့ဘတ်မန်မှာအထင်ကရဂုဏ်ပုဒ်တွေအများကြီးရှိပါတယ်တခါတလေမှဘာမှကြိုပြီး plan ဆွဲထားတာမရှိပဲစူပါပါဝါနဲ့ကောင်တွေကိုမင်းဘာမှမဟုတ်ပါဘူးကွာဆိုတဲ့စကားကိုပါဇက်ကမပြောပဲကြားအောင်လုပ်တတ်ပါတယ်စူပါပါဝါမရှိလဲရှိတဲ့ကောင်တွေထက်ညံကောင်းတယ်ဆိုတာကိုပြချင်လွန်အားကြီးပြီးမစီမလျော်တွေဖြစ်သွားတာပါစိတ်ခံစားမှုကတော့ဆဲပါစေဟိုဆဲတဲ့လူကိုပထမတစ်ခေါက်ပြောနေကြပဲဆဲတဲ့လူတွေချစ်ပါတယ်လို့ဆဲနေတာပါဒါပေမဲ့ကျွန်တော်အသီးသီးကပ်ပြီးဗမာလူမျိုးဖြစ်တဲ့ဘယ်တော့မှမဆဲပါဘူးဘတ်မန်ကအရာရာအတွက်ပြင်ဆင်ထားတဲ့တူရီသောဟီးရိုလို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်ဘတ်မန်ကိုမကြိုက်ပါဘူးဆိုတဲ့သူတွေတောင်မှဘတ်မန်ဆိုတဲ့ဇာတ်ကောင်ရဲ့အရှိန်အဝါကြီးမှုကိုတော့လက်ခံရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ